Toyota Company ကနေ Lexus ဘယ်လိုဖြစ်ပေါ်လာသလဲ1983ခုနှစ်မှာ Toyota ရဲ့ဥက္ကဋ္ဌ E.G. Toyota ကမေးခွန်းတစ်ခုမေးခဲ့ပါတယ်။ Toyota ဟာယုံကြည်ရတဲ့ကားတွေထုတ်တော့ပြီးမြဲ BMW Mercedes လို luxury brand တွေနဲ့ရှင်နိုင်မဲ့ကားတစ်စီးမလုပ်နိုင်ဘူးလား။ဒီမေးခွန်းကနေ Project F1 ဆိုတဲ့လျှို့ဝှက် project ကိုစတင်ခဲ့ပါတယ်။ Toyota ရဲ့အကောင်ဆုံး engineer တွေ designer တွေကိုစုပေါင်းပြီးကမ္ဘာအကောင်ဆုံး luxury စက်တန်းကိုဖန်တီးဖို့ကြိုးစားခဲ့တာပါ1988ခုနှစ်မှာဒီ project အသက် brand အသစ်တစ်ခုကိုမွေးဖွားခဲ့ပါတယ်။အဲ့ဒါကတော့ Lexus ပါ1989ခုနှစ် Lexus LS 400ကို American မှာစတင်မိတ်ဆက်လိုက်ပါတယ်။ဒီကားဟာအရန်သိစိတ်တယ်အရန်သက်သာတယ်ပြီးတော့အရန်ယုံကြည်ရတယ် BMW နဲ့ Mercedes ထက်ဈေးသက်သာပေမဲ့ quality ကမနည်းခဲ့ပါဘူး။အဲ့ဒီနေ့ကစပြီး Lexus ဟာ luxury plus reliability ကိုစားပြုတဲ့ကမ္ဘာ luxury brand တစ်ခုဖြစ်လာခဲ့ပါတယ်။ Lexus ရဲ့အဓိကစကားတစ်ခုကတော့ the relentless pursuit of perfection ပြည့်စုံမှုကိုမရပ်မနားလိုက်လံရှာဖွေခြင်းဖြစ်ပါတယ်။နောက်ထပ်ဗဟုသုတရစရာဗီဒီယိုတွေကြည့်ဖို့ follow ထားနော်